Hello အခုပြောပြချင်တဲ့နေရာကတော့ကျမတို့တငယ်ချင်းတွေဒီ November လတုန်းကပေါ့နော်ဒီ Adventure and Camping ဆိုတဲ့ရေချောင်းနားမှာရှိတဲ့ camping လေးကိုတွားတဲ့အကြောင်းကိုပြောပြမှာဖြစ်ပါတယ်။သူကဝင်ကြီးအနေနဲ့တယောက်ကိုဘတ်150ပေးရတယ်။အဲ့မှာတန့်ဘိုးရယ်နောက်မနက်စာရယ်ပါတယ်ပေါ့နော်။သူကဒီပေါ့နော်အိမ်ရဲ့အပြင်မှာဒီတန့်နဲ့နေလို့ရတယ်လို့မျိုးအိမ်အပေါ်ထပ်မှာလဲဒီပေါ့နော်အိတ်ခမ်းတစ်ခမ်းရှိတယ်နောက်အဲ့ဒီအပေါ်မှာပဲတန့်နဲ့နေလို့လဲရတယ်ဒါကတော့အောက်ထပ်နေရပေါ့နော်ဒီအောက်ထပ်နေရမှာလဲနေ့ခင်းဆိုလို့ရှိရင်အေးလူသူနေလို့ရတယ်ပြီးတော့သူတို့စီမှာမီးဖို့ကြောင်လေးရှိတယ်ဒီမီးဖို့ကြောင်ကပစ္စည်းတွေအသုံးပြီးတော့ဟင်းချက်စားလို့ရတယ်ပစ္စည်းလည်းအစုံလေးရှိတယ်ကိုချက်ချင်တဲ့ဟင်းလျာကိုတော့ကိုဝယ်လာပေါ့နော်အမှ ingredients တွေရောနောက်အိုးတွေရောမူကထအိုးတွေရောအစုံရှိရယ်ပြီးတော့နေ့လယ်ဘက်မှာဒီချောင်းထဲမှာရေကူးတာငါးဖက်နိုင်လုပ်လို့ရရပေါ့နော်အဲ့လိုမျိုးဒီငါးဖက်ပိုက်ကွန်တွေဘာတွေလဲထားပေးထားတယ်ဒါကတော့ညဘက်မှာပေါ့နော်ကျမတို့တငယ်ချင်းတွေဒါချေဖို့ပေါ့နော်ပါတီလုပ်ဖို့ပြင်ဆင်နေတာပါဒါကတော့တဲတောင်ပြင်ပေါ်မှာပေါ့နော်ကမ်းခြေမှာရောက်နေတဲ့ vibe မျိုးပေါ့နော်ချောင်းလေးရဲ့ဘေးကတဲတောင်ပြင်ပေါ်မှာညဘက်တားခင်တွေလှုပ်ရှားပြီးတော့ပေါ့နော်ဒါပျော်ကြပါကြမှာပေါ့နော်ဝယ်ကြပါဦးလားမရေတကူစိတ်ဟောတကူ30တကူ50စိတ်နေကြအဲ့လိုဝယ်ကြကျွတ်ရလေကဲအခုတော့ဒါအားလုံးဝိုင်းဖွဲ့ပြီးတော့စားမဲ့တောက်မဲ့အစီအစဉ်ဖြစ်ပါတယ်စားမဲ့တောက်မဲ့ပျော်မဲ့ပါမဲ့ဆိုမဲ့ကမဲ့ဆိုတဲ့အစီအစဉ်ဖြစ်ပါတယ်ရှင်စားတော့ပျော်ပါလို့လည်းပြီးပြီဆိုတော့အခုကတော့ good night လို့ပြောရမယ့်အချိန်ရောက်ပြီပေါ့နော်နောက်နေ့မနက်မှာတော့ဒီမှာ breakfast လုပ်ပေးထားပါတယ် breakfast ကဆန်ပြုတ်ကအရန်စားကောင်းတယ်အသားဆန်ပြုတ်ကြက်ဥလည်းပါတယ်coffee ကတော့ instant coffee ပဲရှိရပေါ့နော်ဆိုတော့မနက်စာစားပြီးတော့မနက်ပိုင်းတစ်ချက်ပေါ့နော်အမှရေဆော့ပါညာလောက်ပေါ့နော်ကိုကတော့ထုံးစံတိုင်းဘယ်နေရာရောက်သူများတွေပြောပါနေတဲ့အချိန်ကိုကအလုပ်လုပ်မိတင်တက်ပြီးတော့မနက်ခင်းတစ်ပိုင်းကိုကုံဆုံးပြီးတော့ပြီးတဲ့အခါမှာချစ်မိုင်ကိုပြန်လာခဲ့ပါတယ်